ဒီနေ့တော့မှာလာတဲ့ဂျမွေးတွေရောက်လာလို့ဘင်းနဲ့တူ unbox လုပ်ကြည့်ရအောင်ဒါတွေကိုပြီး online shop တွေကပဲဝယ်ရပါတော့အများအားဖြင့် TikTok ကနေဝယ်ရအများတယ်ချင်တာတွေအကုန်လုံးကတ်ထဲထည့်ထားရဲနဲ့နှစ်ကောင်ရောက်တော့ကိုစုချမယ်ဆိုပြီးတော့အဲ့ဒါတွေအကုန်လုံးစုပြီးတော့ဝယ်လိုက်တာပေါ့နော်ချိန်မာတွေတေချာရွေးပြီးတော့ဝယ်ထားပေးမယ်အကယ်၍မကြိုက်ခဲ့လို့ရှိရင်လည်း return လုပ်လို့ရတယ်ဆိုတော့တော်တော်အဆင်ပြေပါတယ် ဒါဆိုရင် try အောင်လုပ်ကြည့်ကြမယ်ဒီ top ကပြီးဒီတစ်ခါဝယ်ရတဲ့မှာအကြိုက်ဆုံးပေါ့နော် back လဲလာတယ်အယောင်လဲလာ shop ကကြတော့ baby pink အယောင်ပေါ့နော်ပြီးမှအဲ့လိုပန်းရောင်နုံလေးတစ်ထဲမှမရှိလို့စမ်းဝယ်ကြည့်တော့လာတယ်ကတင်လဲကောင်းတယ်ပြီးတော့ဒီ white top ကလေသူတို့ဗီဒီယိုတွေမှာပြရတဲ့အတိုင်းတကယ်ကို snatch ဖြစ်ပြီးတော့လှတယ်ဒါပေမဲ့မကောင်းတာအသားအရန်ထူပြီးတော့ပူတယ်အဲ့တော့ return ပြန်လုပ်ပါမယ် first ကတော့ be running လုပ်ဖို့ပေါ့နော်ဘေးမှာလည်း pocket တွေပါတော့ကြိုက်တယ်မကြိုက်ဘူးပြောနေတာ tops ပါထူပေါင်းမိရတော့ပြီးအမြဲဝင်နေကြ shorts ပေါ့နော်အရန်လှတယ်နောက်ထပ်အယောင်တွေထပ်ဝယ်မဲ့ထဲမှာလည်းပါတယ်တော်လဲမေးကြလို့ပြီး TikTok က showcase ထဲမှာလည်းထည့်ပြီးလို့ကြည့်ရောလဲလှနေပြန်ပူတာတော့မခံစားနိုင်ဘူးဒါပေမဲ့တော်တော် snatch ဖြစ်ပြီးတော့လှတယ်အလုပ်တင်လည်း keep ထားရမှာ return လိုက်ရ